ဒီနေ့မှာတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ကားလောကမှာလူကြီးလူကောင်းဆန်မှုနဲ့ငြိမ်ချောင်းမှုရဲ့ပြကရုပ်ဖြစ်တဲ့ Toyota Celsius အကြောင်းကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ Intro လေးပြီးရင်စလိုက်အောင်။ Toyota Celsius ဆိုတာရိုးရိုးစီဒန်ကားတစ်စီးမဟုတ်ပါဘူး။ဒါဟာ Toyota ကဥရောပရဲ့ Mercedes Bus နဲ့ BMW တွေကိုစိန်ခေါ်ဖို့ဖန်တီးခဲ့တဲ့သမိုင်းဝင်လက်ရာတစ်ခုပါ။ဗန်ပြည်တွင်းမှာ Celsius လို့ခေါ်ပြီးကဘာကျော် Lexus LS ဖြစ်လာမဲ့ဒီကားရဲ့နောက်ွယ်ကစိတ်ဝင်စားစရာသမိုင်းကြောင်းတွေဘာကြောင့်ဒီလောက်ထိငြိမ်ညောင်းရတာလဲဆိုတဲ့နည်းပညာတွေနဲ့မြန်မာပြည်မှာဘာလို့ဒီလောက်နာမည်ကြီးရတာလဲဆိုတာကိုဒီဗီဒီယိုမှာအဆုံးလင်းဆုံးပြောပြပေးသွားမှာပါCelsius ရဲ့သမိုင်းကြောင်းကိုပြောရမယ်ဆိုရင်အရာအားလုံးက1983ခုနှစ်အောက်တိုဘာလမှာစတင်ခဲ့တာပါအဲ့ဒီအချိန်က Toyota ဥက္ကဋ္ဌ E.G. Toyota ကလျှို့ဝှက်စီမံကိန်းတစ်ခုကိုစတင်ခဲ့ပါတယ်အဲ့ဒါကတော့ Cycle F Project လို့ခေါ်တဲ့ flagship project တစ်ခုပါရည်ရွယ်ချက်ကရှင်းပါတယ်ကမ္ဘာအကောင်းဆုံးကားကိုဖန်တီးမယ် Mercedes S-Class နဲ့ BMW 7 Series တွေကိုရှင်ပြိုင်နိုင်ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပါဒီကားကိုထုတ်လုပ်ဖို့အင်ဂျင်နီယာ3900ကျော်နမူနာကားအစီးရေ450ကျော်နဲ့အမေရိကန်ဒေါ်လာ1ဘီလီယံကျော်တို့သုံးစွဲခဲ့ပါတယ်ရလကတော့1989ခုနှစ်မှာပထမဆုံး Celsius Lexus LS 400ထွက်ရှိလာခဲ့ပါတယ်။ Celsius မှာမျိုးဆက်3ခုရှိပါတယ်။ပထမမျိုးဆက်ကတော့ UCF 10နဲ့ UCF 11မှာ1989ကနေ1994အထိထုတ်လုပ်ခဲ့ပါတယ်။ဒါကစတင်မိတ်ဆက်ခဲ့တဲ့ပုံစံပါ။4000စံပါတယ်။ဒုတိယမျိုးဆက်ကတော့ UCF 20နဲ့21မှာ1994ကနေ2000ခုနှစ်ထိထုတ်လုပ်ခဲ့ပါတယ်ပုံစံကပထမ generation နဲ့ဆင်ပေမဲ့အတွင်းပိုင်းနဲ့စွမ်းဆောင်ရည်အများကြီးတိုးတက်လာပါတယ်တတိယမျိုးဆက်ကတော့ UCF 30နဲ့31ပါ2000ကနေ2006ခုနှစ်ထိထုတ်လုပ်ခဲ့ပါတယ်ဒါကတော့ကျွန်တော်တို့မြန်မာပြည်မှာလူကြိုက်အများဆုံးနဲ့ဒီနေ့ဗီဒီယိုမှာအဓိကထားပြောပြမယ် model ပါကိုယ်တွေကလုံးဝပါတယ်ပိုပြီးခန့်ညားလာပါတယ်2006နောက်ပိုင်းမှာတော့ Toyota ဟာ Celsius နာမည်ကိုရန်နာထားခဲ့ပြီး Lexus NS အနေနဲ့ပဲဆက်လက်ထုတ်လုပ်ခဲ့ပါတယ်Celsius UCF 30နဲ့31ကို2000ကနေ2006အထိထုတ်လုပ်ခဲ့တယ်ဆိုပေမဲ့2003ကနေ2006အထိကတော့ပုံပြောင်းဖြစ်သွားပါပြီဆက်ပြီးတော့ကျွန်တော်ကမြန်မာနိုင်ငံမှာအသုံးအများဆုံးဖြစ်တဲ့လူကြိုက်အများဆုံးဖြစ်တဲ့ UCF 30နဲ့31အကြောင်းကိုပဲအဓိကထားပြီးပြောပြပေးသွားမှာဖြစ်ပါတယ်UCF 30နဲ့31ရဲ့ grade တွေအကြောင်းပြောရမယ်ဆိုရင်ပထမဦးဆုံးကတော့ A grade ပါ A grade မှာဆိုရင် A grade ရဲ့ AER selection ဆိုပြီးတော့ grade 2မျိုးနဲ့လာပါတယ်တာမန် coin spray နဲ့လာတယ် interior အတွင်းခန်းကအထည်သားရှမ်ဝိုင်းသားဖြစ်သွားပါတယ်နောက်တစ်ခုကတော့ B grade ပါ B grade မှာဆိုရင် B grade BER selection ဆိုပြီးတော့လာပါတယ်Sport Sensor ပြင်ဆင်ထားတဲ့မျိုးစားပါ Suspension ကနည်းနည်းပိုမာပြီးတော့ Sunroof ပါလာပါတယ်နောက်ဆုံးတစ်ခုကတော့ C grade ပါ C grade မှာဆိုရင် C grade CF Facade နဲ့ CF Interior Selection ဆိုပြီးတော့လာပါတယ် C grade မှာဆိုရင်အနှိမ့်မြင့်ရှိန်ကြီးလို့ရတဲ့လေးစနစ်ပါလာမယ် Interior အတွင်းခန်းထိုင်ကုန်တွေကတရေခုံ leather seat တွေဖြစ်သွားပါမယ်နောက်ခန်းလျှော့လို့ရတဲ့ Power Seat ပါလာမယ်တကားဆွဲကပ်ဖြစ်သွားမယ်Aircon က round aircon ဖြစ်ပြီးတော့ accessory option တွေလည်းအဆုံးပါလာပါတယ် CF package မှာဆိုလို့ရှိရင်တော့နောက်ခန်းမှာ cooling box တွေပါလာပါမယ် massage နဲ့ heat seater တွေလည်းပါလာပါတယ် UCF 30နဲ့31က air suspension ပဲကွာတာလားဆိုတော့ air suspension လည်းကွာတယ်လို့အတွင်း grade တွေလည်းအနည်းငယ်ကွာပါတယ် UCF 30မှာ quad shopper နဲ့လာမယ်အတွင်း grade တွေကတိတ်မစုံပါဘူး A grade B grade တို့နဲ့လာပါတယ်UCF 31မှာဆိုအတွင်း grade တွေစုံလာပြီးတော့ C grade CF Interior Selection ဆိုတဲ့ grade တွေနဲ့ပဲလာပါတယ်1003 1004ပုံပြောင်း model တွေမှာဆိုရင်တော့ AER ဆိုတဲ့ grade တွေနဲ့ပဲလာပါတယ် engine အကြောင်းကိုဆက်ပြောရမယ်ဆိုရင် UCF 30ရော31ရောက 4.3 liter 3 user FE V8 engine ကိုပဲသုံးထားပါတယ်ဆက်ပြီးတော့ဒီကားရဲ့အားသာချက်နဲ့အားနည်းချက်တွေကိုပြောပြပေးသွားပါမယ်အားသာချက်တွေအကြောင်းပြောရမယ်ဆိုရင် 4.3 liter V8 engine ဖြစ်တဲ့အတွက်ရုံးဆွဲကောင်းပါတယ် V8 engine ဖြစ်ပေမဲ့တုန်ခါမှုမရှိသလောက်ပါပဲအတန်လည်းအရင်ငြိမ်ပါတယ် lever စောင့်နေလိုက်ရင်ကားကစောင့်ထွက်သွားတာမျိုးမရှိပဲညင်ညင်တတနဲ့အချိန်နဲ့တက်သွားတာပါ VVTi စနစ်ပါလို့စီလောင်ကျွမ်းမှုနဲ့ power ထုတ်လုပ်မှုကိုပိုပြီးထိရောက်ပါတယ်
Great Zone နဲ့ Secret ကားတွေမှာဆိုရင် air suspension ဖြစ်တဲ့အတွက်စီးရတာညိတ်ညောင်းပြီးတော့ထိုင်ကုန်ကလည်းလေသာစီးတွေဖြစ်သွားတဲ့အတွက်စီးလို့အတော်ကိုတက်တောင့်တက်တာဖြစ်ပါတယ်။ aircon ကလည်း round aircon ဖြစ်တဲ့အတွက်ရှေ့နောက်အပူအေးမျှပါတယ်။အနောက်ခန်းက VIP ထိုင်ကုန်တွေမှာဆိုရင် massage စနစ်တွေအပူအေးစနစ်တွေနဲ့ရေခဲတစ်တာ cooling box နဲ့အနောက်ခန်းအတွက်တည်တံ့ aircon ထိန်းချုပ်မှုတွေလည်းပါဝင်လာပါတယ်။ audio ဘိုင်းမှာဆိုလဲလိုအပ်သလိုချိန်နေလို့ရတဲ့အတွက် audio ကြိုက်တဲ့သူတွေအတွက်လည်းအလွန်ဆင်ပြေပါတယ်။အခုဆက်ပြီးတော့ Celsius ရဲ့အားနည်းချက်တွေကိုဆက်ပြီးပြောပြပေးသွားပါမယ်။ Celsius မှာလူကြိုက်အနည်းဆုံးဒါမှမဟုတ်ဝယ်စီးဖို့တွန်းဆုတ်နေရတဲ့အထူးအကြောင်းရင်းကတော့ 4.3 liter V8 engine ပါပဲ။ဟုတ်ပါတယ်။ 4.3 liter V8 engine ကတာမန် AC ကားတွေတဲ့ engine power ပိုကြီးသလိုစီစားနှုန်းကလည်းပိုများပါတယ်။ဒီနေရာမှာဖြည့်ပြောစရာရှိတာကမြို့ရင်းမှာဆိုစီစားနှုန်းများတယ်ဆိုပေမဲ့ highway သွားရင်တော့ 2.5 engine တွေနဲ့စီစားနှုန်းကအတူတူပါပဲ။နောက်ထပ်အားနည်းချက်တစ်ခုကတော့ပြင်ဆင်စရိတ်ကြီးတာပါ။ကီလို3သိန်းကျော်ရင်တိုင်ပင်ဘတ်ဂျိုးတစ်ခါလဲရပါတယ်။နောက်တစ်ခုကတော့ air suspension ဆိုတဲ့လေအေးလျှော့ပါပါပဲ။လေအေးလျှော့ပါတစ်လုံးရဲ့ဈေးကမသေးပါဘူး။ဒါကြောင့်မြန်မာနိုင်ငံမှာဆိုရင်လေအေးအစားကွမ်လျှော့ပါကိုပြောင်းလဲတက်ဆင်ပြီးစီးနေကြတဲ့သူတွေလည်းရှိပါတယ်။ရှုံပြောရမယ်ဆိုရင်တော့ Toyota Celsius ကဈေးနှုန်းရတက်တာပဲမဲ့ရရှိမဲ့ luxury performance ကတော့တန်ဖိုးဖြတ်မရပါဘူး။စီစားနှုန်းနည်းနည်းများတာနဲ့ air suspension ပြုပြင်စရိတ်ကိုလက်ခံနိုင်တယ်ဆိုရင်တော့ဒီကားကယောက်ျားလေးတိုင်းတစ်ခါလောက်တော့ပိုင်ဆိုင်တဲ့ကားတစ်စီးဖြစ်ကြောင်းညွှန်ဆိုပါရစေ။ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like and subscribe လေးလုပ်ပေးဖို့မမေ့နဲ့နော်။နောက်ထပ်ဘယ်ကား review တွေကိုကြည့်ကျင်လဲဆိုတာ comment မှာရေးပေးသွားကြပါဦး